ကိုယ့်ရဲ့ဖန်တီးမှုတွေကိုလူကြည့်များစေချင်တာလေလူသိများစေချင်တာလေတခုတည်းအတွက်နဲ့ဘာသာတရားတွေရဲ့အဆုံးအမတွေကိုမဟုတ်တာတွေလုပ်ပြီးတော့မတင်ချင်ပါနဲ့မသိလူပို့ပြီးတော့မသိစေချင်ပါနဲ့တခြား entertainment တွေအများကြီးရှိပါတယ်တခြား entertainment တွေမှာကျွန်တော်တို့ကြိုက်တယ်လို့ကိုယ့်ဘက်ကိုမှားလဲဘာမှမဖြစ်ဘူးပေါ်နေလဲဘာမှမဖြစ်ဘူးဒါပေမဲ့ဘာသာတရားဆိုတာကနည်းနည်းလေးတောင်အမှားယွင်းမခံပါဘူးအဲ့တော့ဘာသာတရားကိုကွန်းတက်လိုမျိုးဖန်တီးနေတဲ့သူတွေဆိုရင်အစအလေအစုပ်ကိုရွေးချယ်ထားတဲ့ဘာသာတရားနဲ့ကိုက်ညီမှုရှိရမယ်လက်ခံမှုရှိရမယ်ရှုံချမှုမရှိရအောင်နော်ကိုယ့်ရဲ့အတွေးအခေါ်တွေယုံကြည်ချက်တွေကိုပြောမယ်ဆိုလို့ရှိရင်လေကိုယ့်ရဲ့အတွေးအခေါ်တွေယုံကြည်ချက်တွေဖြစ်ကြောင်းကိုအကြောင်းရင်းခံရမယ်နော်ပြီးတော့ဖန်တီးတဲ့နေရာမှာဒီအကြောင်းအရာကိုကပြောလိုက်တာဒီတစ်ပုတ်လုံးအဆုံးထိနားထောင်လိုက်လို့ရှိရင်အမှန်ပဲသူပြောတာအမှန်ပဲဒါပေမဲ့စတဲ့ intro မှာကနော်လူစိတ်ဝင်စားအောင်ဆိုပြီးတော့မဟုတ်တဲ့ပုံစံလိုမျိုးတွေနော်ပြီးသွားပြီဆိုလို့ရှိရင်လူတွေ thinking ဖြစ်ပင်ပုံစံလိုမျိုးပေါ့အတွေးရသွားစေမဲ့ပုံစံလိုမျိုး short ဖြစ်သွားစေမဲ့ပုံစံလိုမျိုးတွေဖန်တီးမှုမျိုးတွေကမလုံးသင့်ပါဘူးကျွန်တော်လည်း content တွေအများကြီးဖန်တီးပူးပါတယ်ဖန်တီးနေပါတယ်ဖန်တီးလျက်ပါပဲနော်ကျွန်တော်တို့ content ဖန်တီးတယ်ဆိုတာကလူတွေကျွန်တော်တို့ကိုကြည့်စေဖို့မလိုဘူးသိစေဖို့မလိုဘူးလူတွေဘဝတုဒ္ဒရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဂျင်းနေတယ်အဲ့လိုမျိုးဖန်တီးမှုနေရာမှာလေကျွန်တော်တို့ကဒါတော့ကိုယ့်ရဲ့ရွေးချယ်မှုပေါ့ကျွန်တော်ခုနကတော့အပေါ်မှာပြောသွားတယ်လို့ပဲကိုယ့်ရဲ့ entertainment နော်ကိုက entertainment တစ်ခုလုပ်လူတွေကိုလုပ်ပြစေခြင်းနဲ့ဆိုလို့ရှိရင်ကိုရွေးချယ်တဲ့လမ်းကြောင်းအတိုင်းပဲကိုယ့်ဘက်ကိုပေါ်လို့လဲရတယ်ကြိုက်တယ်လို့ဘသူ့ကိုအပြစ်ပြောဘာမှမဖြစ်ဘူးဒါပေမဲ့တစ်ခုရှိတာကိုရဲ့ဘာသာတရားတွေအလိုက်ဘာသာတရားတွေကိုချနင်းပြီးတော့ like တွေမရှာနဲ့ view တွေမရှာနဲ့နော် attention တွေမလုပ်နဲ့အဲ့ဒါကိုကျွန်တော်အဓိကပြောချင်တာအဲ့ဒါအရန်အရေးကြီးတယ်ကိုယ့်ရဲ့သမိုင်းဆိုတာကကိုယ့်ရဲ့အခုပြောလိုက်တဲ့ဥစ္စာတွေကနောက်တစ်ချိန်မှာသမိုင်းအဖြစ်တွင်ကျန်ပြီးတော့ရစ်ခဲ့မှာအဲ့ဒါလေးကိုလည်းမမေ့စေချင်ပါဘူး